ခဲ့ပြီနော်ဒါနရဲ့တန်ဖိုးလေးတွေနော်ဒါနဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးတွေစဉ်းစားပုံလေးတွေပြောပြီးတော့မှဒီတန်ဖိုးကြီးတဲ့ဒါနကိုဘယ်လိုပြုမလို့နော်သူတော်ကောင်းတွေပြုတယ်လို့ပြုတဲ့နော်သူတော်ကောင်းတွေဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေပြုတယ်လို့ပြုနော်တပ္ပုရိသဒါနသုတ်တံဆိုပြီးတော့မြတ်စွာဘုရားသူတော်ကောင်းတွေဒါနပြုတဲ့နည်း၅နည်းရှိတယ်လို့မြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့ဒါဘာလဲဆိုတော့ပင်စိမာနိဘိက္ခွေတပ္ပုရိသဒါနံဒီကရမာနိပင်စတတ္တာယဒါနံဒေတိတက္ကိစ္ဆံဒါနံဒေတိကာလိနဒါနံဒေတိအနုဂဟိတစိတ်တော်ဒါနံဒေတိအတ္တနိစ္စပရိဉ္စအနုပဟိစ္စဒါနံဒေတိတဲ့နော်ဘာမှလို့ရိုးရိုးပဲပြောလိုက်တော့နော်တတ္တာကြည်ညိုရိုသေလှစွာအခါကိုသိမစွန့်ညီပဲမထိမပလှူတုံညာ၅ပါးတပ္ပုရိသမြတ်ဒါနတဲ့မင်းကုန်းစတော်ဘုရားကြီးရေးခဲ့တာဟုတ်လားယုံကြည်မှုနဲ့လှူရမယ်နော်ဒါကောင်းတဲ့အလုပ်ကောင်းကျိုးကိုမုတ်ချပေးမဲ့တဘာဝတရားအဲ့ဒီယုံကြည်မှုနဲ့ဒါနကောင်းမှုကိုပြုရမယ်တက္ကိစ္ဆံဒါနံဒေတိတဲ့ရိုးသေးသေးဒီပစ္စည်းရဲ့ပုံမှာတန်ဖိုးထားပြီးတော့အလှူခံပုဂ္ဂိုလ်ရဲ့ပုံမှာတန်ဖိုးထားပြီးတော့ကိုယ်လုပ်နေတဲ့အလုပ်ရဲ့ပုံမှာတန်ဖိုးထားပြီးတော့နော်ဂယုတစိုက်လောက်ရမယ်တက္ကိစ္ဆဒါနနော်ပြီးတော့ကာလိနဒါနံဒေတိတဲ့နော်အချိန်ကာလကိုကြည့်ရမယ်သူ့ရဲ့လိုအပ်ချက်ကိုဒီချိန်မှာဘာလိုအပ်ချက်ကိုကြည့်ပြီးတော့လှူရရမယ်အနုခိတစိတောဒါနံဒေတိတဲ့ညိကတွေ့တာမှုမရှိဘဲနဲ့လှူရမယ်တခါလေလှူပြီးတော့မှနှမျောနေတာတွေရှိတယ်ဟုတ်လားစိတ်ကပြည့်ပြည့်ဝဝဝမ်းမသာနိုင်ပဲနဲ့နော်ဘယ်လိုဖြစ်နေတော့ညှိနေတာပေါ့ညှိနေတော့ရှေ့ကိုလွတ်လွတ်ကျွတ်ကျွတ်သွားလို့မရဘူးနော်အဲ့ဒီလိုမျိုးမဖြစ်စေဘဲနဲ့လှူရမယ်တဲ့ပြီးတော့ကိုရောသူများကိုရောမထိခိုက်စေဘဲနဲ့လှူရမယ်ငါလှူနိုင်တယ်ဆိုရင်မာနနဲ့နော်သူများကိုလည်းထိခိုက်တယ်ကိုလည်းထိခိုက်သွားစေတယ်ဟုတ်လားအဲ့လိုမျိုးတရားကြီးညိုရိုသေလှစွာအခါကိုသိမစွန့်ညီပဲမထိမပလှူတုံညာ၅ပါးတပ္ပုရိသမြတ်ဒါနဟုတ်လားအဲ့လိုလှူမယ်ဆိုလို့ရှိရင်ဘာလို့တရားကြည်လင်လှူဒန်းလင်ရုပ်တွင်အစင်းလှတရားတရားဥရှိလှူလို့ရှိရင်ဖြစ်လျာဘဝကြည်ကြည်လင်လင်ရှိရုပ်ကကြည်ကောင်းတယ်ပေါ့နော်ရိုသေလှူညာသူစကားအများနာယူရတယ်ရိုသေလှူခဲ့မယ်ဆိုရင်ဩဇာအာဏာအလွန်ကြီးတယ်နော်ချစ်ကြောက်ရိုသေဆိုတာမျိုးရမယ်ပေါ့နော်ပတ်ဝန်းကျင်ရဲ့ဟုတ်လားအခါတိတဲ့ဖြင့်လှူဒုံလင့်ချိန်တဲ့ကောင်းကျိုးရတယ်နော်အချိန်ကာလလေးကြည့်လိုအပ်ချက်လေးကြည့်ပြီးတော့လှူတာဟုတ်လားအဲ့လိုလိုအပ်ချက်လေးကြည့်ပြီးတော့လှူလို့ရှိရင်ကိုလိုတဲ့အရာကိုလိုအပ်နေတဲ့အချိန်မှာကိုလိုချင်တဲ့အရာရလာတယ်အဲ့ဒါအလွန်မှအရေးကြီးတဲ့ကိစ္စတစ်ခုပဲအဲ့ဒါလေဟုတ်လားမစွန့်ညီတောင်လှူဒုံရှောင်းအကောင်းသုံးဆောင်ရတယ်မညှိပဲနဲ့ပေးပြီးရင်လွတ်လွတ်ကျွတ်ကျွတ်ပဲဘာမှကိုပြန်စဉ်းစားနေတာနှမျောတဲ့စိတ်နဲ့ပြန်စဉ်းစားတာဘာမှမရှိဘူးဝမ်းမြောက်တဲ့စိတ်ပဲဖြစ်တယ်ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ပိုင်ဆိုင်မှုတွေကြီးတယ်ကြီးသည့်အားလျော်စွာပဲကောင်းမြတ်တာတွေသူ့မှာသုံးဆောင်ရတယ်တဲ့မထိမပလှူတုံညာ၅ပါးရံမခတယ်နမာနနဲ့ငါလှူနိုင်တယ်သူတို့မလှူနိုင်ဘူးဆိုပြီးတော့သူများရောကိုရောထိကြိုက်ပြီးတော့ပုတ်ခတ်ပြီးတော့လှူတဲ့အလှူမျိုးကိုရှောင်ခဲ့မယ်ဆိုရင်တော့ရန်သူမျိုး၅ပါးကြောင့်ကိုယ်ပိုင်ထားတဲ့ပစ္စည်းဥစ္စာတွေကမပျက်စီးဘူးလို့အဲ့လိုမြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်ဘလို့လှူမလဲလို့မေးရင်အခြေခံအဖြစ်သူတော်ကောင်းကြီးတွေလှူတယ်လို့လှူသူတော်ကောင်းကြီးတွေကဘလို့လှူတာတော့ယုံကြည်မှုနဲ့လှူတယ်ရိုးသေးလှူတယ်အချိန်ကာလကိုသိပြီးတော့လှူတယ်မစွန့်ညီပဲနဲ့မညှိတွယ်ပဲနဲ့လှူတယ်သူများကိုရောမထိခိုက်စေပဲနဲ့လှူတယ်တဲ့မှတ်သားစရာကောင်းတယ်ဟုတ်လားပြီးတော့ဘုန်းဘုန်းတို့သာသနာတွင်မှာဖြစ်တဲ့အတွက်ကြောင့်ပုဂ္ဂလိကဒါနတန်ခိကဒါနလို့ဒါန2မျိုးရှိတယ်ပုဂ္ဂိုလ်တူတယောက်ကိုရည်ရွယ်ပြီးတော့လှူတာတဲ့နော်အဖွဲ့အစည်းတန်ခါအားလုံးကိုရည်မှန်းပြီးတော့လှူတဲ့အလှူကပို့ပြီးတော့အကျိုးကြီးတယ်ဒါကြောင့်ဒါတွေကိုလည်းနားလည်ရမယ်လှူတဲ့တန်းတဲ့ပုဂ္ဂိုလ်တွေဟုတ်လား